purchase မှာသွင်းလိုက်တဲ့ purchase data တွေက purchase data ရှိတဲ့ကိုရောက်သွားမှာပေါ့နော်အဲ့ budget data ရှိတဲ့ကိုရောက်သွားတဲ့အခါမှာဒီပစ္စည်းတွေအဝင်စင်းတွေကကျွန်တော်တို့ကတက်ဘယ်လိုလဲ average price ရှိရမှာဗျာတော့ပေါ့ရောင်းဖို့အတွက်ကကျွန်တော်ဒီတိုင်းသွားရောင်းလို့မရသေးဘူးလေဒီထက် data တွေကိုကျွန်တော် average အနေနဲ့သွားထည့်အောင်အခုကကျွန်တော်တို့မှာ purchase data ပဲရှိတာ stock မရှိသေးဘူး purchase data ဆိုတဲ့သဘောတရားဥပမာ coffee တဲ့ super coffee ဆိုပါစို့ super coffee က8ရက်နေ့3ရက်နေ့မှာတစ်ခါဝင်ပြီးပြီမဲ့15ရက်နေ့ကျတော့နောက်ထပ်ဈေးတစ်ခုနဲ့ဝင်လာရင်တစ်မျိုးဖြစ်အောင်ပါပေါ့ဟုတ်တယ်နော်တော့ပေါ့လားဟုတ်ပြီနော်အဲ့တော့ဒီ price ကကျွန်တော်တို့ဒီနေရာမှာဘာဖြစ်နေရမှာလဲ stock အနေနဲ့ average price ရှိနေရမှာပေါ့နော်average price ရှိနေမှာဆိုရင်ဒီ item list ကိုပဲကျွန်တော်တို့ပေါ်လာ right click move or copy ဒီရှိကိုပဲ right click လိုက်မယ် right click move or copy နော် move or copy ကိုနှိပ်လိုက်မယ်ပြီးရင် create a copy item list ကိုထောက်လိုက်အောင်ပေါ့နော် item list နောက်ကိုကျွန်တော်တို့ item list ရဲ့ item list 2ရဲ့ရှိနှစ်ခုဖြစ်သွားအောင်ပေါ့နော်အဲ့တော့ဒုတိယ item list 2ကြတော့ကျွန်တော်ကနာမည်ပြောင်းလိုက်မယ် stock ဆိုပြီးပြောင်းလိုက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ item new form ကနေပစ္စည်းအသစ်သွင်းလိုက်တာနဲ့ပစ္စည်းအသစ်သွင်းလိုက်တာနဲ့ဘယ်ကိုရောက်လာမှာ item list ထဲလည်းရောက်အောင်မယ်နောက်တစ်ခုက store ထဲလည်းရောက်ဒီနေထဲတာ item list က stock ပဲဟုတ်ပြီနော်ဆိုလိုတာကဒီနေရာတနေရာ item အသစ်ထည့်လိုက်တာနဲ့အဲ့ item က item list ထဲကိုလည်းလာစေရမယ်နောက်တစ်ခု store ထဲမှာဒီအောက်မှာထပ်စေရအောင်တော့ပေါ့လားဒီပထမရှိကနေပြီးတော့စေလိုက်တဲ့ item ဒီ form ကနေ save ကိုနှိပ်လိုက်တာနှစ်နေရာလုံးကိုဘာလို့ရောက်တိတ်တယ်တော့ပေါ့တယ်နော်ဟုတ်အဲ့နှစ်နေရာလုံးကိုရောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီကုတ်ထဲမှာရေးခဲ့တဲ့တုန်းကဘယ်လိုရေးခဲ့တာလဲတစ်ချက်သွားကြည့်မယ်အစစ် item new မှာက item list ဆိုရရှိရဲ့ item new form ဆိုရရှိရဲ့နှစ်မျိုးပဲရှိတာကျွန်တော်တို့အခုကနောက်ထပ် store ဆိုတဲ့ sheet တစ်ခုကထပ်စေချင်တာဆိုတော့ဘာလုပ်မလို့ then store as worksheet ဆိုပြီးတော့ထပ်တိုးလိုက်နော်ပြီးရင် scd set store ဆိုတာကရှိတဲ့ကဘာကိုပြောရလဲ store ဆိုရဲရှိပါလို့ပြောရမလားဟုတ်ပြီနော် yeah sorry အဲ့ဒီမှာ store ဒီမှာတော့ niche row ကဘယ်ရှာလိုက်တာ item list ရဲ့ niche row ကိုရှာတာမဟုတ်လားဟုတ်ပြီနော်အဲ့တော့အခုကကျွန်တော်က store ရဲ့အတွက်ဆိုရင်ထပ်ပြီးတော့ din store niche row ပေါ့ store ရဲ့ niche row ကိုသတ်မှတ်လိုက်မယ် niche row store niche row ကိုအပေါ်အတိုင်းပဲ as long ဆိုပြီးပြောင်းလိုက်မယ်ပြီးရင် niche row နေရာဘာပြောင်းမလဲ stock niche row ညီမြချင်းက store တွေက cell တွေပါနော် cell တွေက row stock ကအတူတူပဲရှိရအတူတူပဲဆိုကျန်တာအကုန်အတူတူရေးလိုက်ရုံပဲဘာတစ်ခုပဲပြောင်းပါလဲဆိုတော့ stock ရှိနာမည်ပဲပြောင်းလိုက်ပါနော် hnf.row plus 1ရမလားဟုတ်အဲ့တော့ဒီတစ်ခုလုံးကိုကျွန်တော်တို့က copy ကူးလိုက်မယ် copy ကူးပြီးတော့ paste လုပ်လိုက်အပေါ်သုံးခုကဘယ်ထဲကိုစေ့ရလဲ item list ထဲကိုစေ့ရဟုတ်တယ်နော်ဟုတ်ပြီနော်ကျွန်တော်တို့ကအခုကကြတော့ဘယ်မှာစေ့မှာလဲ stock ထဲမှာစေ့ဒီ item new form တွေက data ကတော့အတူတူပဲမဟုတ်လား data တစ်ခုတည်းကိုနှစ်နေရာသွားစေ့မှာဗျာအဲ့နောက်ကအပိုင်းကအကုန်လုံးကအတူတူပဲအတူတူပဲဟုတ်ပြီအဲ့တော့ဒီနေရာမှာ i list နေရာမှာ store ပြောင်းလိုက်ရင်ပြီးရောနော် niche row နေရာမှာ store niche row ပြောင်းလိုက်ရပြီးရောတစ်ခုချင်းစီပြောင်းလို့လည်းရတယ်ဒါမှမဟုတ် selection အချောင်းရည်များတယ်ဆိုရင်သူက replace နဲ့လုပ်လို့ရ selection ပေးလိုက်ဒါ3ချောင်းနဲ့မလို့ပေါ့3ချောင်းနဲ့ဆိုရင်တစ်ခုချင်းစီ i list နေရာမှာ store ဆိုလိုက်ရေးလိုက်ရပြီတော့ပေါ့လားဟုတ်ပြီနော်ကျွန်တော်နှစ်ခုပြမယ်ဗျာဒီနေရာလေးမှာ stock store လို့ရေးလိုက်ရေးပြီးအဲ့ဒါလေးကို copy ပြီးတော့ဒီနေရာလေးမှာ i list နေရာမှာ paste လုပ်လိုက်နော်ပြီးရင် next store နေရာမှာ store next store လို့ပြောင်းလိုက်ရအောင်တော့ပေါ့လားဟုတ်ပြီနော်အဲ့လိုမျိုးအကြောင်းရည်10အကြောင်း15အကြောင်းဆိုတော့ like မပြင်းနေဘူးဆိုရင် selection ပေးပြီးတော့ကျွန်တော်တို့က edit ထဲမှာရှိတဲ့ replace ကိုနှိပ်လိုက်လို့ရတယ်နော် edit ထဲက replace ပေါ့ replace နေရာမှာ find one နေရာမှာကျွန်တော်တို့က niche row ဆိုတဲ့အရာကနေ stock
niche row ဆိုပြီးပြောင်းလိုက်မယ်ပြီးရင် replace all နေလိုက် okay ပြလိုက်ဒါဆိုရင်တွေ့လားတခါလေးပြောင်းပြီးသားဖြစ်သွားတယ် store niche row အကြောင်းရင်းများရင် replace နဲ့ပေါ်တယ် ဟုတ် ရ ကဲ့ မလား okay အဲ့တော့ဒါဆိုရင်ကြည့်နောက်ဆုံးက happy နဲ့ဆုံးထားတယ် happy coffee နဲ့ဆုံးထားတယ်ကျွန်တော် energy drink က item list ထဲမှာဘယ်နှခုရှိရလဲဆိုတော့ Ryan ID ရယ် Coca-Cola ရယ်နော်နှစ်မျိုးရှိရတွေ့လားဟုတ်ပြီနော်အဲ့တော့နောက် store ထဲမှာလည်း copy ကူးထားတာဖြစ်တယ်တော့ဒီတိုင်းပဲဘာမှထူးထူးခြားခြားမရှိဘူးအဲ့တော့ပစ္စည်းရဲ့အတွက်မှာကျွန်တော်တို့က energy drink မှာဘာထည့်ထည့်မလဲဆိုတော့ V code ပေါ့နော်ဟိုမှာ V code ဆိုတာဆို V code လို့ထည့်လိုက်တယ် save လိုက်တာနဲ့ထိကြတယ် item list ထဲမှာလည်း V code ရောက်သွားမယ် store ထဲမှာလည်း V code ရောက်အတူတူဖြစ်သွားပါရမလား ဟုတ်ကဲ့ အဲ့တော့ဒီဟာအရပြီဆိုရင်ဒီဘက်မှာ item name ထဲမှာဒီဘက်မှာကျွန်တော်တို့ဘာရှိမလဲဆိုတော့ quantity ဟုတ်ပြီနော်အဲ့တော့ quantity ဆိုတာထက် in ပေါ့ဗျာ out ပေါ့ဗျာဒီလိုရှိမှာ in out balance save price ဒီလိုရေးထားဟုတ်တယ်မလား stock ကကျွန်တော်တို့က purchase ကနေဝယ်လာတဲ့အဝင်ရှိမယ် save ကနေရောင်းလိုက်တဲ့အယောင်းရှိမယ် balance ဆိုတဲ့ဘာရှိမလဲလက်ကျန်ပေါ့နော်ဆိုင်မှာလက်ကျန်ပစ္စည်းလက်ကျန်ရှိမယ် save price ဆိုတဲ့ရောင်းဈေး average ရောင်းဈေးရှိမယ်နားလည်မလား ဟုတ်ကဲ့ okay ဒါဆိုတော့ကျွန်တော်တို့ရှိတယ်ချိန်ကြမယ်ဒီ in အကွက်မှာချိန်မယ်ပေါ့နော် in အကွက်ကဘယ်ထည့်နေသွားရှာမှာလဲဆိုတော့ purchase ထဲမှာ purchase data ထဲနေသွားယူမှာ purchase data ထဲမှာ super coffee ဘယ်နှခုအဝင်ရှိသလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ store ထဲမှာသွားပြီးတော့ sum if နဲ့ရှင်းပေါင်းမယ် sum if range ကဘယ် range လဲဆိုတော့ purchase data တွေကဒီ column လိုက်ပဲထားလိုက်မယ် item name နောက်တစ်ခု criteria က store တွေက item name, sum range က purchase data တွေက quantity ကိုလိုချင်တာဆိုတော့ quantity ဒါပဲဒါဆိုရင် Ryan ID အဝင်3ခုရှိတယ်ပေါ့အောက်ကိုဆွဲချတာတော့ပေါ့လားဟုတ်ပြီနော်ဒီမှာဆို Ryan ID အဝင်3ခုရှိတယ် energy drink V code မရှိဘူးဒါဆိုရင် purchase ထဲမှာကျွန်တော် V code ထည့်ကြည့်မယ် E နဲ့စမယ် energy drink တွေက V code 10ဘူး10ကဝင်တယ်တစ်ကတ်ကို1400ဆိုပါစို့အမောင်းအတွက်သွားမယ်ရောင်းရင်ကျွန်တော်တို့က18000နဲ့ရောင်းမယ်နော်ပြီးရင် V code 10ကအဝင်ရှိတယ်နော် save ကိုနှိပ်လိုက်တာနဲ့ဒေတာရဲ့ store ထဲမှာ V code က10ကအဝင်ရှိတော့တော့ပေါ့လားဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့ Ryan ID ကကျွန်တော်တို့ကဒီမှာဘယ်နှခုအဝင်ရှိရလဲ3ခုအဝင်ရှိရနော်3ခုအဝင်ရှိတယ် purchase data ထဲမှာသွားကြည့်မယ်ဆိုရင်လည်းဒီမှာ3ခုရှိတယ်3ခုကို18000အဝင်2300နဲ့အဲကျွန်တော်ဒီနေ့ဈေးတက်သွားတယ်ဆိုပါစို့ဗျာ energy drink တွေက Ryan ရဲ့ဒီ10ခုအဝင်ရှိရပေါ့3ခုဆိုတော့ကျွန်တော်9ခုထားလိုက်ပါတော့9ခုအရင်နေ့ကအဝင်ဘယ်လောက်နဲ့ဝင်လိုက်တာလဲဆိုတော့18000 2300နော်ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့2000ဈေးနဲ့ဝင်တယ်ဆိုတာဈေးတက်သွားတယ်ပေါ့နော်2000ဈေးနဲ့ကို2000ခွဲနဲ့ရောင်းမယ်ရမလားပြီးရင်အခုဝင်မှာ9ခုအရင်တော့ရှိရဘယ်လောက်တော့3ခုဟုတ်ပြီနော်အဲ့တော့ကျွန်တော် save ချလိုက်မယ် save လိုက်တာဒီတာထဲမှာ9ခုရောက်မယ် store ထဲမှာ10ခုဖြစ်ပြီလားတော့ပေါက်ပြီလား ဟုတ်ကဲ့ ရမယ်နော်အဲ့တော့အရင်ရောင်းဈေးနဲ့အခုရောင်းဈေးကြတော့ဘယ်လိုဖြစ်သွားရောင်းဈေးကတော့ update ဖြစ်သွားမှာပေါ့နောက်ဆုံးဈေးကိုပဲပြအောင် နောက်ဆုံးဈေးပဲ ဒီမှာ like ပြောင်းမှာပေါ့တော့ပေါ့လားဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့ balance အဲ့ဒီကောင်ကကျွန်တော်တို့ကဘာလောက်ထားဖို့လို့လဲအောက်ထိဆွဲထားဖို့လို့လဲ formula ကိုဒီလိုဆွဲထားဖို့လို့လဲဟုတ်တယ်မဟုတ်လားဆွဲထားဖို့လို့လဲဆိုတာဒီမှာကျွန်တော်တို့က item new ကနေတိုးလိုက်တာနဲ့ပစ္စည်းကဘာလောက်လာမှာဝင်လာမှာလေနော်ဝင်လာတဲ့ top visa ဖြစ်ရမယ် top visa ဖြစ်တော့အောက်ကိုဆွဲထားခြင်းလဲဆိုရင်0တွေမပေါ်ခြင်းဘူးပြဒီဒါတွေမျိုးတွေပိုမပေါ်ခြင်းဘူးဆိုတော့ရှေ့ကနေ if ခံမယ် if item name က equal nothing, nothing ဆိုလိုတာ item name ပစ္စည်းမရှိရင်လုံးမလုံးနဲ့ nothing အတိုင်းပဲပြီးရင်ခွင့်ပိတ်ပြီး under ခေါက်မယ်အကွက်ကျွန်တော်တို့ကပစ္စည်း100စာ200စာဆွဲထားမယ်ဆိုရင်ဒီ range မှာ G4 to G200 ပေါ့ဗျာနော်200အထိပြီးရင် under ခေါက်ပြီးတော့ control D နဲ့ထည့်လိုက်ရင်အကွက်200လုံးဘာလို့ပြီးသားဖြစ် formula ထည့်ပြီးသားဟုတ်ပြီနော်နောက်တစ်ခု balance လည်းအဲ့တိုင်းပဲညီမချင်းအဝင်ထဲကနေအထွက်ကိုနှုတ်ရင်လက်ကျန်ရှိမှာပေါ့နော်အောက်ကိုဆွဲချမယ်ဒီမှာ error တက်နေတယ်မတက်ချင် source ကပြောသလို if f4 ဆိုတဲ့ item name က equal nothing,
Nadi Kumbaitan. At the Bamshi Bamlo of Belaya. Araqua sea bright. Sea bright Gajaro General Bapia. Average price here. Paramula. Parties Temavia, Maniga, don't you need who you need, don't you need township on a young copy you. No, Ryan, you already belong a young long the way here. Township town, not down the young there, not down on the piano. No, that's in general. Who teenager or idea belong a young. 2500 2500 that's in story ma. Basic piano. 2500 Average ဈေးပြနေရမှာ average ဈေးဆိုရင်ကျွန်တော်တို့နီလန်း2မျိုးရှိတယ်ဒိတ်နဲ့ရှာတဲ့ match as ရှိတယ်နောက်တစ်ခုသူ့ထဲလွယ်တာပါလဲဆိုတော့ h look at လေအောက်ကနေအပေါ်တိုက်ရှာမယ်ဆိုတာဟုတ်တယ်မဟုတ်လားသင်ခဲ့ဘူးလေဟုတ်တယ်နော် ဟုတ်တယ် okay အဲ့ဒါဆိုတော့ကျွန်တော်တို့ h look at နဲ့သုံးလိုက်မှာပေါ့ညီမချင်း h look at value က item name ကိုကြည့်မယ် array ကဘယ်ထည့်ရလဲ Purchase data ရဲ့ကဒီ array return ထွက်ချင်တာက c price တရားနောက်ဆုံး မရှိရင်ဘာလို့ထွက်မှာလဲ nadi လို့ထွက်0လို့ထွက်ရင်လည်းထွက်ပေါ့နော်0လို့ထွက်ရင်ထွက်ရတယ် nadi လို့ထွက်ရင်ထွက်လို့ရတယ်နောက်တစ်ခုကအတိအကျသိချင်တာဆိုတော့ဘာကိုရေးမှာလဲ0ပေါ့နော် agent နောက်တစ်ခု search mode ကဘယ်ကနေရှာမှာလဲ search less to fast minus 1ဟုတ်တယ်နော်နောက်ကနေအောက်ကနေအပေါ်ကိုရှာမယ်လို့ပြောလိုက်မယ်အဲ့ဒါဆိုရင်ကြည့်လိုက် Ryan D ကနှစ်ချိန်ဝင်ထားတယ်ပထမတစ်ချိန်2300အခုဒီနေ့နောက်ဆုံးရက်က2000ခွဲအဲ့ရအတွက် purchase price မှာကျွန်တော်တို့ဘယ်လောက်နဲ့ပြနေလဲဆိုတော့2000ခွဲဟုတ်ပြီနော်ဟုတ်ပြီလားရောင်းဈေးကအကယ်၍သာကျွန်တော်တို့ဒီနေရာမှာ2000ခွဲမဟုတ်ဘဲနဲ့ဈေးကျသွားတယ်2000ပဲဆိုရင်တေးကြတဲ့ store ထဲမှာလည်း2000လာပြနေမယ် average price ကိုပြနေပေါ့နော်2000ခွဲဆိုရင်လည်း2000ခွဲတက်ရင်တက်စီကျရင်ကျတဲ့စီ store ထဲမှာလာပြနေမယ်အောက်ကိုဆွဲချတာအောက်ကိုဆွဲချတာတဲ့ဒီမှာ0တွေမပေါ်စေချင်ဘူးဆိုရင်အစောကလိုပဲရှေ့ကနေ if ခံမယ် if f4 ဆိုတဲ့ item name က nadi ကောမှာ nadi ဘာမှမရှိဘာမှမလုပ်နဲ့ဖွင့်ပိတ်ပြီးတော့အလားခေါက်ရမလားဟုတ်ကဲ့ဟုတ်ပြီအခုမော်ရသေးတာကကိုကာကိုလာအကုန်လုံးကျွန်တော်တို့ဝယ်လိုက်မယ်နော်ပစ္စည်းအကုန်လုံးစင်းသွင်းလိုက်မယ်ဒီနေ့ကကျွန်တော်တို့9ရက်နေ့တည်းနော် energy drink နဲ့ pre-coat အဝယ်ရှိတယ်ဒါအဝဒီအဝယ်နှစ်ခုပြန်ဖြတ်လိုက်နော်အကုန်လုံးကျွန်တော်တို့တစ်ခါတည်းအဝယ်ထည့်လိုက်တော့မယ်နော်ဟုတ်ကဲ့အဝယ်ထည့်မယ်ဆိုတော့ purchase data တွေကို purchase store ထဲမှာပစ္စည်းဘယ်နှမျိုးရှိလဲဆိုတော့10မျိုးရှိတယ်နော်အဲ့10မျိုးဆိုတော့ကျွန်တော်တို့10မျိုးလုံးထည့်လိုက်မယ် purchase ထဲမှာ energy drink နဲ့မှာ3မျိုးရှိတယ် Ryan D ရယ် Coca-Cola ရယ် pre-coat ရယ်နောက်တစ်ခုက coffee ထဲမှာရှိတဲ့အမျိုးအစား3မျိုးရှိရင်3မျိုးလုံးထည့်မယ်အဲ့ဒါ Ryan D mix မှာ3မျိုးရှိတယ်new တွေမှာ3မျိုးရှိဘာလို့အကုန်ထည့်လိုက်တာလဲဆိုတော့ကျွန်တော်ရောင်းတဲ့အခါမှာ store ထဲမှာဒီလို C price တွေ0မဖြစ်အောင်တော့ရမှာနော်ဟုတ်ပြီနော်အဲ့ purchase တွေကိုတော့မယ် quantity မှာတစ်ခုကိုကျွန်တော်10မျိုးစီပေါ့ဗျာ10မျိုးစီထည့်လိုက်မယ် Ryan D ကိုကျွန်တော်တို့2300နဲ့ဝယ်ရတယ်ဆိုပါဆို Coca-Cola ကို1800 pre-coat က2000ခွဲနဲ့ဝယ်ရတယ် super coffee က19000 Sunday က14000 Happy က14500 D-Mac က15500 Mama က2300 Ryan က2400 Spicy က3000ခွဲစသဖြင့်အဲ့ထည့်လိုက်မယ်ထည့်ပြီးတော့2300ကိုကျွန်တော်တို့ကဘယ်လောက်နဲ့ရောင်းအလွယ်တကူပဲကျွန်တော် percent နဲ့သွားလိုက်မယ်နော် 20% လောက်ထားလိုက်မယ်အမှန်တကယ်တော့ရောင်းကျင်လဲရောင်းတဲ့ဈေးနဲ့ထားလိုက်လို့ရတော့ပေါ့လားဟုတ်ပြီနော်
ဟုတ် ကျွန် ကဲ့ တော်ကဒီမှာ 20% 120ရာခိုင်နှုန်းနဲ့မြောက်လိုက်မယ်အောက်ကိုဆွတ်ချလိုက်မယ်ဒါပုံမြင်လို့ပါဟုတ်ပြီနော်အမှန်တကယ်တော့ကိုဟို19000နဲ့ဝယ်ထားရင်2000နဲ့ရောက်မယ်ဆိုဒီမှာ2000လို့ရိုက်ထည့်ပေါ့ရမလားဟုတ်ပြီနော် ဟုတ်ကဲ့ ဒါဆိုရင်စီးလိုက်ရင် store ထဲမှာပစ္စည်းအဝင်တွေအကုန်ပြနေလိမ့်မယ်နော်ဒီမှာရှိပြီးသားတော့ရှိပြီးသားအတိုင်းပဲအသစ်ဝင်လာတဲ့ကောင်နဲ့10ခုစီဖြစ်သွားလိမ့်မယ် save လုပ်လိုက်မယ်ဒါဆိုရင်ရပြီ store ထဲမှာအကုန်အပြည့်ဖြစ်သွားပြီရမလား ဟုတ်ကဲ့ okay store ရသွားပြီဆိုရင်ကျွန်တော်တို့ကနောက်ထပ်ဒီပုံစံအတိုင်းပဲကျွန်တော်တို့ဘာလုပ်တော့မှာလဲဆိုတော့ဖန်တီးရတော့မှာနော်စေးအနေနဲ့ဖန်တီးရတော့မှာအဲ့တော့စေးအနေနဲ့ဖန်တီးတော့မယ်ဆိုတော့ဒီမှာတော့ဘယ်ကနေရေးထားလဲ C3 ရဲ့ C4 ကနေစထားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာလဲ C4 ကနေပဲစမယ်ရောင်းတော့မယ် number စင်တော့သိကြပါတယ် number စင်နောက်တစ်ခုကရောင်းတဲ့ဝယ်တော့ကတော့အမှန်တကယ်တော့ဝယ်ရင်လည်းကျွန်တော်တို့ကဘာတွေလို့မှာလဲ supplier name လို့ payment type လို့ supplier address လို့ phone number လို့ supplier invoice number လို့ဒါမျိုးတွေလိုရ ဟုတ်ကဲ့ဟိုဒီဒေးထည့်ပေးရမှာပေါ့နော် ဒီနေ့ဖြစ်နိုင်ရင်အဲ့တိုင်းထည့်ပေးတာအကောင်းဆုံးပေါ့နော်အဲ့လောက်ထိထည့်လို့ရတယ်ပေါ့နော်အခုအသေးချာလေးကျွန်တော်တို့ရောင်းနေဆိုရင်တော့ဘာလုပ်ရတော့မှာလဲဒါကဗျာကျွန်တော်တို့ပစ္စည်းကရိုးရိုးတန်းတန်းပစ္စည်းမလို့ဥမာဖုန်းတို့ဘာတို့ပုံစံမျိုးဆိုရင်ကျွန်တော်တို့ကဘာထည့်ရတော့မှာလဲအကုန်ထည့်ရတော့မှာမဟုတ်လားအစုံဘယ်ဘာနဲ့ payment ကဘာနဲ့လဲတော့ပေါ့လား payment ဘာနဲ့ပေးတယ်လဲစသဖြင့်အမျိုးမျိုးကျွန်တော်တို့ထည့်ရမှာနမူနာကျွန်တော်ပြမယ်sale လုပ်တော့မယ်ဆိုရင် customer name ရှိမယ် phone number တို့ address တို့ date တို့ဒီလိုမျိုးတွေထည့်ရမှာပေါ့နော်ပြည့်ပြည့်စုံစုံဆိုရင် pay type တို့ဘယ်သူရောင်းတာလဲဘယ်လောက်ကြာဒီလိုပုံစံမျိုးထည့်နိုင်ပိုကောင်းတယ်တော့ပေါ့လားဟုတ်ပြီနော်အဲ့လိုပုံစံမျိုးထိထည့်နိုင်ပိုကောင်းတယ်အဲ့လိုထည့်ကြံသလားဒါမှမဟုတ်လို့ဒီလိုဖောင်လေးပဲသွားမလား ရတယ်လေဟိုဒီဖောင်လောက်ပဲသွားလိုက်မယ် okay ဖောင်လောက် အဲ့ ပဲ ဒါထည့်လိုက်တယ်ဆိုရင်တော်တော်များများတော့ဟိုအစဆုံးကြီးလို့ဖြစ်သွားမှာနော် ဘယ်လိုအစားဆုံးဖြစ်သွားမှာလဲ ဟိုအစဆုံးဆိုဟိုတကယ်လိုအပ်တယ်တကယ်လက်တွေ့မှာသုံးနေရတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော် ဟုတ်ပါတယ် ဘယ်လိုလုပ်ချင်လဲ ရတယ်ဆရာဒီတိုင်းပဲထည့်လိုက်မယ်ဒီတိုင်းလောလောဆယ်ပဲဟို customer name တွေမထည့်တော့အဲ့လိုလား customer နေရဟာလေဟိုကဖောင်ကြည့်ရ စောကဖောင်ပြန်ကြည့်ချင်တာလား ဟုတ် စောဖောင်ဒီလိုပုံစံမျိုး customer အဲ့လိုမျိုးလေးဆိုမစိုးဘူးနော်ဒါ तू ကတော့အကုန်ပါသွားတာပေါ့နော် date ရော edit ရော အကုန်ဒါတွေတော့မပါဘူးနော်ဒီဟာရောမပါဒါတွေကဒီကောင်တွေအတွက်ကတော်တော်ကုတ်ကခေါင်းလျှော့အောင်ဒီတော်တော်ရေးယူရဲ့ကုတ်တွေပေါ့နော်ရိုးဒီတိုင်းလည်းရေးလို့မရဘူးဥပမာ edit ဆိုရင် edit ဆေးဆိုရင်ကျွန်တော် edit နဲ့ပတ်သက်တာရှိမယ်enable edit ဆိုရင် enable edit ရှိမယ် save purchase အမှစဆိုရင် search ပြန်ရှာတဲ့ကုတ်တွေရှိမယ်ဒါကတော့ဒီကောင်တွေအဲ့လောက်ထိတော့မပါနိုင်တော့ဘူးပေါ့နော်ဒါကတော့ကုတ်ကတက်ကုတ်တွေနဲ့ကျင်တက်ရေးထားတဲ့ကုတ်တွေအများကြီးရေးထားဆိုတော့ဒီကောင်တွေမပါဘူး save ပါမယ် new ပါမယ်ဒီလောက်တော့လုပ်လို့ရတယ်အဲ့ဒါတော့ဟုတ်ကဲ့ invoice number တောင်ပါဖို့မလွယ်ဘူးပေါ့နော်အဲ့ပါလို့တော့ရပါတယ်ပြဿနာမရှိပါဘူး ဟုတ်ကဲ့ဟိုရဆရာအဲ့ဒီဘက်ကိုတော့တိတ်မ အရင်ဆုံးကျွန်တော်တို့ရောင်းတော့မယ်ဆို number 6ရှိမယ် item ကုန်းနဲ့ရောင်းမယ်ဗျာ item ကုန်းနဲ့ရောင်းမယ်ပြီးရင် item name ရှိမယ် quantity ရှိမယ် price amount ဒါရှိမှာပေါ့နော်နောက်တစ်ခုဒီပေါ်မှာကျတော့ insert customer name CS name အဆင်မပြေဘူးအပေါ်နေပဲကျွန်တော်တို့ထပ်အောင်လုပ်လိုက်မယ် insert လုပ်လိုက်မယ်ဒီနေရာမှာ CS name
phone address လို့ထည့်လိုက်မယ်ပြီးရင်ဒီနေရာမှာကြတော့ pay တိုင်းရယ် amount ရယ် date လို့ထည့်လိုက်ရမလားဟုတ်ပြီလားအဲ့တော့ဒီ quad တွေကိုကြတော့ကျွန်တော်တို့ရှေ့မှာတင်ခဲ့တယ်လို့ပဲဘာလို့မလို့ဆို design ပုံစံမျိုးလုပ်မယ်ပေါ့နော် design ကိုလိုချင်တဲ့ design ပြောင်းပေးမယ်ပေါ့နော်color လေးပေါ့ကျွန်တော်တို့ရှေ့မှာ purchase form မှာသုံးတဲ့ color လေးတိုင်းပဲပြောင်းလိုက်မယ် home ထဲကနေနောက်ခံ background ကိုမိမိလိုချင်တဲ့ပုံစံ color ကိုအသုံးပြုချင်တဲ့ color ကိုယူလိုက်မယ်ပြီးရင် font တွေကိုလည်းကြည့်လို့ကောင်းအောင်ကျွန်တော်တို့ font တစ်ခုပြောင်းလိုက်မယ်ကိုအသုံးပြုမဲ့ font ကိုပြောင်းထားမယ်ပြီးရင် font style ကဖြူအောင်ဆိုဖြူအောင်ပြောင်းထားမယ် alignment တွေချိန်မယ် okay ဖြူအောင်ဆိုတော့ကျွန်တော်တို့ဒီမှာပြောင်းထားတယ်ရိုက်ထားတဲ့ကောင်တွေမမြင်ရတော့သူတို့ကိုလုပ်လိုက်မယ်ဆိုပေါင်းလိုက်မယ်ဆိုလိုတာပြန်ဒီနေရာလေးမှာမမြင်ရလို့ဒီမှာကြည့် customer name အကွက်က number စင်အကွက်မှာရိုက်လို့ရပါမလားမဆန်ဘူးလေဟုတ်တယ်မဟုတ်လားချင်းချင်းလေးကိုဟုတ်တယ်နော်အဲ့ကွက်တွေကို selection ပေးပြီးတော့ home ထဲကနေ march and center အောက်က march across နဲ့ပေါင်းပလိုက်မယ်နော်သုံးကွက်လုံးကိုတစ်ပြိုင်တည်းပေါင်းခြင်း march across နဲ့ပေါင်းအောင်လေ march across နဲ့ပေါင်းလိုက်မယ်ပြီးရင်ဒီမှာလည်းအယောင်တွေကမမြင်ရတော့ကျွန်တော်တို့နောက်ခံပြောင်းထားလိုက်မယ်ဒါကိုလည်းနောက်ခံပြောင်းလိုက်မယ်စလုံးကတော့ဖြူတိုင်းထားလိုက်မယ်ရပါမနော်customer name တွေရပြီကြည့်ကောင်းအောင်ကျွန်တော်တို့ insert နဲ့တိုးလိုက်မယ်ဒီလောက်မှာ insert နဲ့တိုးလိုက်မယ်တိုးပြီးတော့ဒီအကွက်တွေကတော့ selection control ဖြစ်ပြီးတော့ selection ပေးမယ်ပုံမှန်အတိုင်းပဲနောက်ခံကို no ဖေးထားလိုက်အရင်ဖြုတ်ပလိုက်နော်ဖြုတ်ပြီးတော့အဲ့အကွက်တွေကျယ်လွန်းနေတော့ control ဖြစ်ပြီးတော့နှစ်ကွက်ကို selection ပေးပြီးတော့ကျင်းလိုက်မယ်ဒီလိုလေးပေါ့ဆိုတော့ဂျားထဲမှာနေအလွတ်ကလေး row ထားလိုက်တာပေါ့ပူးနေရင်ကြတော့ကတ်နေရင်ကြတော့တိတ်ကြည့်ရတာအဆင်မပြေဘူးနော်အဲ့တော့ဒီဘက်ကအကွက်တွေလည်းအဲ့တိုင်းပဲ control ကိုဖိတယ်နော် selection ပေးတာကြော်ပြီးပေးခြင်း control ကိုဖိတယ်ရပြီအဲ့မှာလည်းကြည့်ဒီ customer name နဲ့ဒီဘက်မှာရေးမဲ့အကွက်နဲ့ဘာဖြစ်နေတာတက်စတက်ဖြစ်နေနော်တက်စတက်ဖြစ်နေတော့ selection ပေးပြီးတော့ကျွန်တော်တို့က home ထဲက number format တွေကိုသွား border တွေကိုဝင်ထူတဲ့ border ကိုယူတယ်ယူပြီးတော့အရောင်ကိုကျွန်တော်တို့ကအဖြူအောင်ယူတယ် bevel line ကိုထည့်လိုက်တယ်ဒီ bevel line လေးကိုထည့်လိုက်တယ် okay ပြလိုက်တယ်ဒါဆိုရင် selection ရဲ့ bevel line လေးမှာ border အဖြူအောင်လေးနဲ့ကန့်ထားတကန့်စီဖြစ်သွားတာပေါ့နော်ရမလားဟုတ် okay ရပြီဆိုရင်ကျွန်တော်တို့ကဒီမှာ1 2 3 4ဘယ်နှခုစာရောက်မှာလဲပေါ့နော်ရောက်တဲ့အခါ10ခုစာရောက်မှာလား15ခုစာရောက်မှာလားစသဖြင့်ကိုလိုတလောက်မလုပ်ထားဖို့လိုတယ်အကွက်တွေကိုကြိုထည့်ထားမယ်เนาะဘယ်လောက်သုံးပါလဲပေါ့เนาะဥပမာ1ကနေပြီးတော့ကျွန်တော်တို့အောက်ကိုဆွဲထားလိုက်နံပါတ်စဉ်တက်ထားလိုက်ဒါဆိုရင်1ကနေ17ဘယ်နှကွက်စာလောက်ရောက်မှာလဲ12ကွက်စာလောက်ထားမှာလားဒါဆို12ကွက်စာလောက်ပြင်ထားမှာပေါ့เนาะ12ကွက်စာလောက်ပြင်ထားပြီးတော့ဘောင်ကဘယ်လိုခတ်မှာလဲကိုလိုချင်တဲ့ပုံစံမျိုးပြင်ထားလို့ရတယ်ဥပမာကျွန်တော်တို့ border တဲကိုသွားပြီးတော့ color ကိုအခုကျွန်တော်တို့ဒီသုံးထားတဲ့ color နဲ့ပဲဒီလောက်ခတ်ထူလောက်နဲ့ဘောင်ခတ်ထားလိုက်ရင်ရောဒီလိုဘောင်ခတ်မှာလားเนาะဒီလိုပြောတာပါအဲ့တော့ selection ပေးပြီးတော့ထပ်ပြီးပြင်မယ်ဗျာ border တဲကအစောကသုံးထားတဲ့ outline ရော inside ရောအကုန်ထည့်လိုက်မယ်ဒီလိုဘောင်ဖြစ်သွားမယ်เนาะဒီလိုဘောင်ဖြစ်သွားရင် view ထဲကနေကျွန်တော်တို့ grid line ကိုဖြုတ်ချလိုက်ရင်ဘာတွေပဲရှိမှာကျွန်တော်တို့လိုချင်တဲ့ဒီ A ဇယ်ကြီးပဲကျန်တော့သွားပါမလားဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ဘေးက B column နဲ့ I column တစ်ခွက်ချန်မယ်အပေါ်ကနှစ်ခွက်ပေါ့နော်အဲ့ဒီနှစ်ခွက်သုံးမယ်ဘေးကတစ်ခွက်ချန်မယ် control ကိုပြီးတော့ selection ပေးမယ်အောက်မှာလည်းတစ်ခွက်ချန်မယ်ပြီးဒီဘက်ကလည်း select ပေးမယ်ပတ်လေပေါ့နော် select ပေးလိုက်တယ် select ပေးပြီးတော့အရင်ထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော်အတွင်းထဲအပိုင်းလေးပဲကျန်တော့တယ် control ကိုဖိပြီးတော့ selection ပေးမယ်လိုချင်တယ်လို့ပြင်မယ်ဖောင်လေးလှုပ်လိုက်တာပေါ့ကြည့်ကောင်းတော့ပေါ့လားဟုတ်ပြီနော်ကြည့်လို့ကောင်းအစင်ပြေမဲ့အနေထားဖောင်တစ်ခုရအောင်နည်းနည်းလေးပြင်လိုက်တာပဲဒီမှာရှိတဲ့ဇာတ်ကွက်တွေ control ကိုဖိမယ် selection ပေးပြီးတော့နည်းနည်းလေးချဲ့မယ်ဒီကနေပြီးတော့အကုန်လုံးကို selection ပေးမယ်နည်းနည်းလေးဆွဲချဲ့ရ
ရမလား ဟုတ်ကဲ့ ဟုတ်ပြီနော်ပြီးရင် column တွေကိုလည်းလိုက်ပြီးတော့ဖြစ်ဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့တော့ဒီ item ကုတ်တွေမှာကြတော့ကျွန်တော်တို့ကတစ်ခုချင်းစီရိုက်ထည့်မှာလား energy drink ဆိုကောက်ကို ED လို့ရိုက်လိုက်တာ energy drink နဲ့ပတ်သက်တာတွေအကုန်ကြလာမှာလေဟုတ်တယ်မဟုတ်လား ဟုတ်ကဲ့ ဟုတ်တယ်နော်အဲ့တော့ energy drink နဲ့ပတ်သက်တာတွေအကုန်ကြလာမှာဆိုတော့အဲ့ဒီ energy drink နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ main ထဲမှာတက်ဘာလုပ်ထားတာရှိမလဲကုတ်ယူထားတာရှိသလားမရှိဘူးနော် ရှိ မရှိဘူး မရှိဘူးချင်ဟုတ်တယ် ဟုတ်နော်မရှိဘူးဆိုတော့ကျွန်တော်တို့ကလွတ်တဲ့နေရာတစ်နေရာလောက်မှာအဲ့ဒီကုတ်တွေကိုလှမ်းယူမှာပေါ့နော်အဲ့တော့ညီမချင်း UNIQUE unique store ရဲ့ပဲ UU item list ရဲ့ပဲ UU ထိုက်တဲ့နေရာနဲ့ယူလို့ရတယ်နော် unique ဒီကွက်ကနေစအောင်ဗျာအဲ့တော့ lock ခံမယ်မျိုးရေဘယ်လောက်ထားမှာလဲပေါ့နော်200လောက်ရှိရင်200လောက်ထားမယ် comma false comma false ခွင့်ပိတ်ပြီးတော့ enter ခေါက်မယ်ဒါဆိုရင် item code တွေကြာလာမယ်ကြာလာပြီဒီဘက်မှာဘာသုံးမလဲ offset ဒီပထမဆုံးအကွက် comma 0,0 ရှိသမျှဆိုတော့ကောင်း A နဲ့အကုန်ရေးလိုက်မယ်ကောင်း A နဲ့ရေးလိုက်တဲ့အခါမှာ log ခတ်ထားဖို့လိုတယ် -1 ဘာလို့လဲဆိုအောက်က0မပါခြင်းလို့ -1 နဲ့ထားလိုက်တယ်ဒီဘက်မှာရှိသမျှကုတ်တွေအကုန်ကြာလာမယ်ကြာလာပြီဆိုရင်အဲ့ formula ကြီးကို control H နဲ့ cut လုပ်ပြီးတော့ formula တဲ့ define name နဲ့ကိုသွားမယ် refer to မှာ paste လုပ်ပြီးတော့ဒီနေရာမှာ item code ဆိုပြီး cut ရေး item code နော်ရေးပြီးတော့ရင်ဒီ say ထဲမှာ selection page data တွေက data validation နဲ့ကိုသွား any value မှာ list ကိုရွေး source နေရာမှာဘေးရမြားကိုနှိပ်ပြီးတော့ formulas တွေက using formula နေရာမှာအဆုံးကကျွန်တော်တို့ပေးလိုက်တဲ့ item code ကိုရွေးလိုက်မယ်ရွေးပြီးတော့ enter ခေါက် okay ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ item code တွေမရဘူးလားတွေ့လား item code တွေရသွားဟုတ်ပြီနော်ဥပမာ energy drink ဆိုရင်ကျွန်တော်တို့ energy drink နဲ့ဒီကောင်လားကိုယူလိုက်တဲ့ဟိုရွေးလိုက်ရုံပဲတော့ပါမလား ဟုတ်ကဲ့ ရွေးပြီးတော့ရင် energy drink လို့ပေါ်တာနဲ့ဒီဘက်မှာ item name တွေ price တွေပေါ်ရမှာပေါ့ဟုတ်တယ်နော်အဲ့ item name တွေ price တွေပေါ်မယ်ဆိုရင်ကျွန်တော်တို့အလွယ်ကူဆုံးက h lookup ပဲ h lookup ပဲလို့ကသူ့ကိုကြည့်မယ်ဘယ်ထည့်သွားကြည့်မှာလဲဆိုတော့ store တွေကဒီ column result ထွက်ချင်တာပါဘူး result ထွက်ချင်တာလဲ item name ဟုတ်တယ်နော် comma မရှိရင်နာသီအတိအကျသိချင်တဲ့0ခွင့်ပိတ်ပြီး enter ခေါက်မယ်ဆိုရင်ဒါက Ryan D ပါအောက်ကိုဆွဲချမရှိရင်0လို့ပေါ်နေရမလား ဟုတ်ကဲ့ 0လို့မပေါ်စေချင်ဘူးဆိုကျွန်တော်တို့ရှေ့မှာသင်ခဲ့ဘူးတယ် if item name item code ကွက်ကဘယ်လောက်လဲ D11 ဟုတ်တယ်နော် D11 ကွက်က equal နာသီ comma နာသီနဲ့ခန်းထားတဲ့အခါမှာဘာမှမရှိရင်ဘာမှမလုပ်ပါနဲ့လို့ပြောရတဲ့အတွက်ပစ္စည်းမရှိရင်မပြတော့ဟုတ်ပြီနော်အဲ့တော့ price ဆိုရင် price အတွက်ကျွန်တော်တို့က h lookup နဲ့ထပ်ပြီးတော့မတွက်ချင်တော့ဘူးဆိုရင်သူ့ကို copy လုပ်ခဲ့ဒီ price နဲ့မှာ paste လုပ်လိုက် price က store ထဲမှာဘယ် column လဲ J column မဟုတ်လားဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့တော့ J column ဆိုရင်ကျွန်တော်တို့က save ထဲကိုသွားပြီးတော့ဒီနေရာမှာ F ကနေပြီးတော့ J ပြောင်းပေးလိုက် J to J ပေါ့ဒါဆိုရင်သူမှာ price ကျလာမယ်အောက်ကိုဆွဲချလိုက်ဟောဒါဆိုရင် energy drink တွေကနောက်တစ်မျိုးထပ်ဝယ်တယ်ဟင် we got ဒါထပ်ပေါ်မှာပေါ့တော့ပေါ့လားအဲ့တော့ energy drink တွေကကျွန်တော်တို့က003ဝယ်တယ်ဆိုပါစို့ ED 002 003ရပါကြောင့်မပါလဲဆက်လိုက်လို့လား ဆက်လိုက်လို့နော်ဒီမှာ003ပြတယ်ကျွန်တော် store ရဲ့အနေအဲ့ဒီမှာဖြတ်သွားရင်ဟိုဘက်ကို menu ရဒီဘက်မှာဖြတ်ရင်ဟိုဘက်မှာ menu ရမဖြတ်တော့ဘူးเนาะ ဘယ်ဘက်မှာလဲ stock list ထဲမှာ purchase မှာလား save မှာလား save မှာ003ပြောင်းသွားမယ်လေ ဟိုဖြတ်ရင်ပြောဖြတ်ရင်တော့ပြတ်မှာပေါ့เนาะ ပြတ်မှာပေါ့ဒီဘက်မှာဖြတ်ချလိုက်ရင်အကုန်ပြတ်သွားမှာပေါ့နော် store ထဲမှာဖြတ်လိုက်ရင်ပြတ်သွားမှာကျွန်တော်ဒီနားလေးမှာဟိုတစ်ခါဖြတ်လိုက်တယ်ထင်တယ်အားကြောင့်မလို့ဒီကောင်ကုတ်ကအလုံးမလုံးတော့တာဥပမာ item new ဆိုရင်တစ်ခါကျွန်တော်တို့က energy drink ဆိုရင်004ဖြစ်မှာပေါ့နော်တော့ပါလား
ကိုကဒီဘက်မှာ3ဖြစ်ပြီးတော့ store ထဲမှာ4ဖြစ်နေလို့အဲ့လိုမျိုးကွာနေလို့3ပြောက်အဲ့ဒါကြောင့် update မဖြစ်ဘူးပေါ့နော်တခုဥမာ store ထဲမှာကြတော့3ကို4လို့သွားပြင်လိုက်ရင်ဟိုဘက်မှာပြောင်းနေ4ပြောင်းရတယ်ဟုတ်အမှန်တကယ်တော့အဲ့လိုမျိုးပြင်စရာမလိုဗျအခု004မော်လား004တဲ့ကဥမာ sunkit ပေါ့ဗျာစီက SKID sunkit ဆိုတာဆိုနော်sunkit ကိုကျွန်တော်တို့ save လုပ်လိုက်တာနဲ့004ဆိုပြီးနှစ်ဖက်လုံးမှာဘာလို့တော့မှာလဲပြောင်းတော့ okay 004နှစ်ဖက်လုံးမှာပြောင်းမှာဟိုသူက3ပြီးတော့ဘာလို့5ပြောင်းဒီဘက်မှာတော့4နဲ့ဝင်တယ်ဒီဘက်ကျတော့4ပြောင်းမယ်5ဖြစ်တယ်5ဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ကုတ်မှာဘာဖြစ်နေတခုခုအားနေချက်ရှိနေတာပေါ့နော် update မှာနေတခါနှစ်ခုလုံးကိုပြိုင်တူအလုံးမလုံးဖက်နဲ့ဟိုဘက်တစ်ခုဒီဘက်တစ်ခုအဲ့လိုပြောင်းနေနော်D 543ဒီနားလေးမှာကျွန်တော်တို့တွေ့လိုက်တာတော့စေးလိုက်တာနဲ့နှစ်ခုပြောင်းတာတွေ့လိုက်တယ်အခု5နော်5ဖြစ်သွားတယ်5ဖြစ်သွားစေးလိုက်တာနဲ့အကောင်5မဟုတ်ဘူး5ရော6ရောနှစ်ခုပြောင်းတာတွေ့လား6ဖြစ်ပြီးမှပြောင်းတာတွေ့လားနော်အခု6ဖြစ်သွားအောင်ပေါ့ကျွန်တော်စေးလိုက်အဲ့မှာဟုတ်စေးနေတဲ့တစ်ချက်မှာ7ဖြစ်ပြီးတော့ပြောင်းသွား7ပြောင်းသွားရပေါ့နော်ခဏလေး7ပြောင်းသွားတယ်အားကြောင့်မလို့ဒီနေရာမှာ6ဖြစ်ပြီမယ်ဒီဘက်မှာ7လာဖြစ်7ဖြစ်အပူဖြစ်နေနော်ဒုတိယစေးတဲ့ store ထဲမှာစေးတဲ့ကောင်ဘာဖြစ်နေရလဲplus 1တိုးသွားနေတယ်ဟုတ်တိုးရလဲတော့ပေါ့ဘာလို့အဲ့လိုဖြစ်သွားရလဲဆိုတော့ကျွန်တော်တို့ဗျာ item new နဲ့ item list ထဲကိုသွားတဲ့အခါမှာ energy drink category ကဘာဖြစ်သွားလဲတစ်ခုတိုးသွား category တစ်ခုတိုးသွား4ဖြစ်သွား4ဖြစ်သွားတဲ့အချိန်မှာ energy drink နဲ့ကိုရောက်ပြီးသွားတဲ့အခါမှာ item new found နဲ့ရောက်တော့အခါဘာဖြစ်သွား energy store ထဲကိုပို့မယ်အချိန်ကြတော့ဒီကုတ်ကအဲ့ item list ထဲက energy drink က4ခု plat ဆိုတော့5ခုခဏဖြစ်သွားတော့ပါလားဟုတ်ဒီကုတ်ကပြောင်းတာဗျာဘာကြောင့်ပြောင်းတာလဲဆိုတော့ဒီကောင်ကဘယ်အရင်ကိုသွားစီရလဲ item list ထဲကိုသွားစီတာဟုတ်တယ်နော် item list ထဲကိုဥမာဒီမှာ energy drink ဆေးလိုက်တယ်ဆိုပါစို့ဆေးလိုက်တယ်ဆိုရင်သူကဘာဖြစ်သွားမှာလဲဒီထဲမှာ5ဖြစ်သွားမှာပထမတစ်ချက် item list ထဲကိုအရင်ဆေးတော့5ဖြစ်သွား5ဖြစ်တဲ့အချိန်မှာပဲ item list ထဲကိုအရင်ရောက်တာရောက်ပြီးတော့ stock စစ်မဲ့လဲကြတော့သူကဒီကနေပြီးတော့6အဲ့5ကနေပြီးဘာခဏပြောင်းသွားလဲ6ခဏပြောင်းသွားတစ်တိုးသွားတာသွားပါလားဒီလိုမျိုးဖြစ်သွားခဏတိုးသွားသလိုဖြစ်သွားအဲကြောင့်ဒုတိယဆေးတဲ့ကောင် store ထဲမှာဆေးတဲ့ကောင်နံပါတ်ကကြီးသွားတော့နားလေလားခဏလေးတစ်ဖြုတ်အတွင်းမှာသူကရေတဲ့အထက်ကိုထည့်ရေးလိုက်တယ်လို့ဖြစ်သွားနားလေနော်အဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်ကုတ်ကိုပြောင်းပြန်လုပ်ပလိုက်အောင်ပေါ့ stock ကိုအရင်ပို့ခိုင်းလိုက်အရင်သွားလိုက်stock ကိုအရင်သွားလိုက်မယ်ဒါဆိုရင် stock သွားပြီးမှရေးတာဖြစ်တဲ့အတွက်တိုးစရာမရှိတော့ကျွန်တော်တို့ item list ထဲကနေအရေးအတွက်ကိုရေးထားတာဟုတ်ပြီနော်အဲ့တော့ energy drink sunkit ထဲပြီးတော့နောက်တစ်ပါရှိအောင်မလဲ shed ပေါ့နော်shed ရှိမယ်ဆိုတော့ဒါဆိုရင် item list ထဲမှာလည်း4ပဲရှိတယ် store ထဲမှာလည်း4ပဲရှိတယ်အဲ့တော့စေ့ကြည့်လိုက်မယ်စေ့လိုက်တာ ਨੇ ရပြီ item list ထဲမှာလည်း5ဖြစ်သွားပြီ store ထဲမှာလည်း5ဖြစ်sorry man ဟောသူက in order ပိုင်းသွားသေးတာဟုတ်ပြီနော်ဟုတ်ရင်မောင်းရင်ရေတာတွေကဒီဘက်ကရေးပြီးမှဟိုဘက်ကိုထပ်တိုးလာတော့ရေတိုးသလိုဖြစ်တယ်တိုးတဲ့အချိန်မှာ store ထဲကိုနောက်တစ်ချိန်ထပ်စေ့ရအောင်သွားပါလားအရင်ဆုံး item list ကိုသွားပြီးမှ store ကိုသွားခိုင်းတာဟုတ် store ကိုရင်ပို့လိုက်တယ်ပြီးမှ item list ကိုပို့လိုက်တယ်ရမယ်နော်ဟုတ်ကဲ့ဒီထိရမလားဟုတ်ကဲ့ okay ဒီထိလေ့ကျင့်ခဲ့မယ်နော်ဟုတ်ကဲ့item list နဲ့တော့ဟိုလေဘာဖြစ်လို့ item list သဘောပေါက်ဟုတ်ရပြီနော်ဟုတ်ကဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လာမယ့်စနေနေ့မှာပြန်စနော်ဟုတ်ကဲ့ပါကျေးဇူးပါ